တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီးပြည်သူကိုထမင်းဝအောင်မကျွေးနိုင်ဘူး။နောင်ဘခါကြရင်ခွေးဖြစ်မဲ့ကောင်းတယ်တိုင်းပြည်ကစုပ်ပြတ်တတ်နေပြီလူတော်တော်များများကအလုံးလက်မဲ့တွေကြီးတိုင်းပြည်ပေါ်စေနာရှိတယ်မဟုတ်မဟာဇက်တွေပြီးရန်ကုန်မြို့ကြီးမှာရှုပ်ဆက်ခတ်နေပြီသမင်းတော့စားဖို့အတွက်ခဲလာလုံခဲ့တဲ့နှစ်20ကစံတပြင်းနဲ့ချက်ခွဲပါဂုံစဲတို့တက်နေတာအခုချင်းချင်းရက်ဆဲပါရလာတဲ့လာခါကအထွေးပဲပြီးရင်လက်သေးပလားလောက်စားတော့မိုးကောင်ခိုးစားတော့ခွေးဟောင်းတယ်လမ်းဘေးမှာဆေးရောင်းချင်တော့စီပင်မဆိုးခွေးရှောင်းကွယ်အမာစီဝကြဆေးရောင်းတာတော့ဖမ်းနေကြတယ်နိုင်ငံကိုတိတ်ပြီးတော့တာဝန်ကြီးအောင်ထမ်းနေကြတယ်နဲ့အားကိုးနဲ့ရမ်းနေကြတဲ့ခွေးကိုတွေများတော့သေမင်းကမျက်ရိပ်ပြနေပြီစောင့်ကြည့်လမ်းတွေပေါ်တရားတွေဆောက်ဒါလဲကုန်းစင်းနုံကကြမလာပဲဖြည်းဖြည်းနဲ့တက်ဆယ်ရီဖောက်စင်ရတော့တစ်တွေနဲ့စပါးတွေဆိုင်တယ်ဆန်စိတ်ကကြမလာပဲတက်လာစာနဲ့လုံတဲ့ဝန်ထမ်းတွေလည်းငတ်ဒီလိုနဲ့အလုံးကကိုချစ်တရားတွေပြက်မျိုးသမီးကောင်းတွေကတမင်းငတ်တော့ကြက်နဲ့မြတ်ခင်ပြီးပွင့်မျိုးတိုးတဲ့နိုင်ငံကြီးရဲ့ DJ ခဏရောက်ငါကြည့်မယ်မြမရချင်းရင်ပန်းပြီးနှိမ့်ဆက်နေတာပြည်ရနဲ့ခေါင်းငုံနေတဲ့ပြည်သူတွေလည်းစိတ်တက်နေရအန်ကိုရာတင်းကြိတ်ပြီးဒေါသတွေချိတ်ထွက်နေရလူခွေရပေးမယ်ဆိုတာပြည်သူတွေနဲ့အိမ်မက်တွေလားတိုင်းပြည်ရဲ့ကြံစားတာတွေခိုးပြီးတော့မယုံမာနဲ့စိုးရနာမည်ခံပြီးခိုးတပြလို့လုံးမလာနဲ့ပြည်သူကိုလိန်လဲပြီးခင်ဗျားတို့ပါစက်ကမြုံမဖွာနဲ့ဘယ်သူမှမယုံတော့ဘူးစိုးရကစောက်ချခဲ့ပြောကားရှင်မပြီးကြမှာမြောက်ကမကားနဲ့စကားတော့လေပန်းအလုံးတော့ပေါက်ပြများပဲအများတို့ရဲ့စေတနာကိုပြည်သူတွေကကြောက်ရမလားပဲပြည်သူကိုရှင်ဝဲသားလို့အုပ်ချုပ်ဖို့စစ်ပြောက်ချသွားခဲ့ညပြောတော့တိုင်းပြည်ကြီးကတာယာနေလို့ရက်ကွက်တဲ့လက်ဆွဲပြီးပြချင်လို့တင်းနဲ့အတားပြေလို့အောက်ခြေကလူတန်းစားတွေစားဝတ်နေရပြရနေလို့ကောင်းကုန်ပြီးခါနေပေမဲ့စိတ်တွေကတော့ကမာချစ်တော့တင်းနဲ့စီချပါလာလို့စီအကြီးကိုပြောင်းလိုက်ပါပြီအရင်ကစီထုံရောင်းတဲ့ကားသမားတွေကောင်းခိုင်းလာပြီ20နဲ့လွတ်စားများလို့150တောင်းလိုက်ပါပြီဒါစားနဲ့ကားကချမှာပြည်သူတွေကောင်းဆိုင်လာပြီလူတော်များတမင်းငယ်မင်းလေးတွေကဘွားပြဲဘိုးတိုင်းပြည်ကြီးကဖို့တဲ့ဗမာပြည်ကြီးကစောက်ပြဲခင်ဗျဖို့တိုးတက်တဲ့နိုင်ငံတော်တစ်တိုးတွယ်ဖြောင်းနေကြလို့ချီတက်မဲ့ချိန်တိုင်းလို့မိပြဲတိုးတက်တဲ့မြန်မာနိုင်ငံမှာစေယုံတွေကဆင်းမရှိဘူးစေရှိလည်းပိတ်ဆံရှိလို့ဘယ်သူမှအိမ်မမိဘူးအိမ်မိလည်းအော်တမန်နဲ့ကုန်းရွက်ပုံကပေးမရှိဘူးတိုးတက်တဲ့ထိုင်အောင်နေပြီးရက်ွက်တဲ့ကိုပြေးမကြည့်ဘူးကိုချင်းစာကြီးပြည်သူတွေညမှာဝင်းတို့တွေတို့ရင်သာကြီးပြောင်းလဲပြီးညဖို့တွေမစင်စားနဲ့ချင်းလည်းမြုပ်တင်ကားနဲ့ချိန်မီအောင်ချင်းဖွာခဲ့ဒီတော့တောင်တင်းနဲ့မဲ့ရဲ့ခင်ဗျားတို့တွေထွေးမစားနဲ့လမာတွေချင်းရင်ပါပြီးနှိမ့်ဆက်နေတာတည့်ရနဲ့ခေါင်းငုံနေတဲ့ပြည်သူတွေလည်းစစ်ပြက်နေရအန်ကိုပဲတင်းချိတ်ပြီးဒေါသတွေချိတ်ထွက်နေရလူခွေရပေးနေဆိုတာပြည်သူတွေနဲ့အိမ်မက်တွေလားတိုင်းပြည်ရဲ့ကြံစားတာတွေခိုးပြီးတော့မယုံပါနဲ့